professional နယ်ပယ်မှာအောင်မြင်မှုအတွက်အကောင်းဆုံးနည်းလမ်း၃ခုတကယ်တော့ professional နယ်ပယ်မှာအောင်မြင်မှုအတွက်နည်းလမ်းတွေကအများကြီးရှိတယ်ကျွန်တော်အကြိုက်ဆုံး၃ခုကိုဒီဗီဒီယိုမှာပြောပြပေးမယ်ပထမဆုံးသောတစ်ခုသည်80-20 rule မဲဆွေရဲ့80%သောအောင်မြင်မှုဝင်ငွေကြော်ကြားမှုတွေရအားလုံးသည်အရေးပါတယ်လို့20%ကို target ထားပြီးလုပ်ခြင်းဖြစ်ပါတယ်ဥပမာခင်ဗျား fitness trainer တယောက်ဆိုရင်ဖုန်းဖွင့်ပြီးရှောက်ပို့ပြီး content idea ရှာသူများတွေနဲ့ဝေဖန်ပြဿနာတွေလုပ်နေမယ်အစားကိုယ့်အတွက်အကျိုးရှိမဲ့ဂုဏ်သိက္ခာရှိစွာ professional တယောက်လိုရပ်တည်နိုင်တဲ့ marketing ပညာကိုလေ့လာတာမျိုး professional education ဖြစ်တဲ့ fitness နဲ့ပတ်သက်တဲ့ education တွေလေ့လာနေတာမျိုး communication နဲ့ပတ်သက်ပြီးလေ့လာတာမျိုးဒါမျိုးတွေလေ့လာပြီးတော့အရေးပါတာကိုကျွန်တော်ရွေးချယ်အာရုံစိုက်မယ်ဆိုရင်ဒုတိယအချက်နဲ့ဆက်နေတယ်ဒုတိယအချက်က deep work အရေးမပါတဲ့အရာတွေဖယ်ပြီးကျွန်တော်တို့အရေးကြီးဆုံး 20% ကိုကျွန်တော်ရွေးချယ်ပြီးသွားရင် assignment အလုပ်လုပ်ဖို့လိုရတယ်ကျွန်တော်ဆိုရင် content လုပ်တယ်စာသင်တယ်စာအုပ်အသစ်ရေးတယ် training program တွေ methodology အသစ်တွေကျွန်တော်ရှာတယ်ဒါပေမဲ့ရေတက်ငစင်ရိုင်းလို့အခုလောက်ရက်သွားလို့မရတတိယတစ်ချက်ကပိုရေးကြီးဘာလဲဆိုရင်ခင်ဗျားမှာအရေးကြီးဆုံး 20% သိသွားပြီ deep work ခင်ဗျားအလုပ်လုပ်နိုင်ပြီဆိုရင်ဆွဲမြဲမြဲလုပ်တဲ့ consistency ဒီသုံးခုမရှိဘဲနဲ့ခင်ဗျားဘယ် professional မှာရှိနေပါမအောင်မြင်နိုင်ဘူးဒါပေမဲ့ခင်ဗျားကသပင်ညက်တဲ့ professional မှာပဲရှိနေအောင်တော့ဒီသုံးခုလို့ရင်ခင်ဗျားသူများတဲ့အောင်မြင်မယ်လို့ကျွန်တော်အာမခံပါတယ်တွေးစရာတစ်ခုည yes တို့မှပေးပါကျွန်တော်ကိုနိုင်ဦးပါကျေးဇူးတင်ပါတယ်